ဒီနေ့မီကချစ်ချင်းဆက်ဆက်နဲ့အရန်ဆောက်လုပ်ကောင်းတဲ့တည့်တည်စီစဉ်လုပ်ပြမှာဖြစ်ပါတယ်။တည့်တည်ကိုကြိုက်တဲ့အတုံးလေးတုံထားမယ်။နောက်စားနေထားပါမယ်။အဲဒီကနေထွက်လာတဲ့အီကိုဆင်ထုတ်မယ်။ပြီးလို့ရှိရင်ဒီနေ့နေတည့်ပြောင်းလို့ရလာတဲ့တည့်တည်ကိုရတာဆက်ပါမယ်။အစိမ့်မုတ်တုံးနဲ့အယောင်ပိုလှအောင်ကင်ချင်မြုပ်တီပုံလည်းတုံထားတယ်။ပြီးမဆလာထည့်စားထည့်ပြီးတော့လို့ရှိရင်ကြားလည်းထည့်ပါတယ်။အဲ့တော့ကျွန်တော်အရသာ20ပေါင်နဲ့ထားမယ်ပြီးကိုထည့်ချင်တဲ့ဘူးတွေပလင်းတွေကိုထည့်ထားပါမယ်ကျွန်တော်ဒီနေရာမှာပြက်ပြီးစီစိန်လို့ပြောရတာဒီသူတက်တဲ့နတ်နဲ့မတူပါဘူးသူကျွတ်လေးနဲ့ဆက်ဆက်လေးနဲ့တော်တော်ဆောက်လို့ကောင်းတဲ့အမှတက်ပြီးစီစိန်လို့နာမည်ပေးထားတာဖြစ်ပါတယ်ပြီးတော့လို့ရှိရင်စီတက်ထားပါမယ်ကျွန်တော်စီထဲကိုတစ်ချပိုးခေါင်းရယ်ကရဝေးရွက်ရယ်အရင်စီတက်ပါမယ်ပြီးမှကျွန်တော်ချက်သွန်ဖြူထည့်မယ်ချက်သွန်ဖြူကခဏလေးစီတန်ရပါပြီပြီးတော့လို့ရှိရင်အဲ့ဒီစီအကုန်လုံးကျွန်တော်ခုနနေထားတဲ့တက်တီထဲကိုလောင်းထည့်မှာဖြစ်ပါတယ်စီနစ်နေအောင်တက်တီတွေမြုပ်နေအောင်ထည့်ဖို့တော့လိုပါမယ်နောက်ဆုံးအနေနဲ့ကကျွန်တော်အထက်အောက်လှန်ပေးရမှာဖြစ်ပါတယ်တော့လို့ရှိရင်ဒီထဲမှာတညထည့်သိပ်ပြီးတော့လို့ရှိရင်တော့ဆောက်လို့ရပါပြီအဆင်ပြေပါစေ